ငွေမရှိတော့သူတို့လာကြလောတဲ့နော်လာကြလောလို့ပြောချင်အဖြစ်ပတ်စံမရှိရင်လာပြီးတော့ပတ်စံကြီးပါလို့ပြောတာတော့မဟုတ်ဘူးနော်ဖျားသခင်ကပြောတာပြန်ငွေမရှိတော့သူတို့လာကြတဲ့ဒီနှုတ်ကပတ်တော်ကစိတ်သက်သာရဖို့လောက်ပဲကျွန်တော်တို့ခံယူတော့မဟုတ်ပါဘူးဒီခါလေးကျွန်တော်နှုတ်ကပတ်တော်နားထောင်နေခွန်အားရတယ်စိတ်သက်သာရတယ်ပေါ့နော်စိတ်ချမ်းသာတယ်ပေါ့လေကျွန်တော်တို့စိတ်ချမ်းသာဖို့စိတ်သက်သာရဖို့တခုလဲနေတယ်မဟုတ်ဘူးနှုတ်ကပတ်တော်ကိုစိတ်လွတ်မြောက်ခြင်းကိုနဲ့စိတ်ကျမ်းမာခြင်းကိုရဖို့အတွက်အမှန်ဖြစ်စေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်ဟာအမှန်တကယ်နားထောင်ပြီးဆိုရင်စိတ်ဓာတ်ခွန်အားနဲ့ကျမ်းမာခြင်းရတယ်ပြီးတော့လွတ်မြောက်ခြင်းရတယ်ဆိုတော့တွေ့ရတယ်လွတ်မြောက်ခြင်းမရသေးဘူးဆိုရင်အဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့တည်တည်ချာချာမစင်ကျင်သေးလို့ဖြစ်တယ်ဒီခါလေးမှာကျွန်တော်တို့နှုတ်ကပတ်တော်တော့နားထောင်ပါတယ်တချို့တွေဆိုရင်ကျွန်တော်တစ်ပတ်လုံးတရက်ကိုတစ်ပုတ်ပေါ့နော် YouTube မှာရှိတဲ့နှုတ်ကပတ်တော်နားထောင်တယ်အဲ့ဒါစိတ်သက်သာရဖို့ပဲကျွန်တော်တို့စိတ်ဖြည့်စရာဖြည့်ချောင်းတော့ပဲရတာစိတ်လွတ်မြောက်ခြင်းမရသေးဘူးဆိုရင်အဲ့ဒီနှုတ်ကပတ်တော်မှာပြန်တော့ဆင်ခြင်အောင်မေးပါပြန်တော့ထပ်ပြီးတော့တွေးခေါ်ကြည့်ပါအဲ့ဒါဆိုစိတ်လွတ်မြောက်ခြင်းရမှာဖြစ်တယ်များသောလူတို့ကအချီးနီးကုန်ခံသွားတဲ့အရာတွေများစွာကျွန်တော်တွေ့ရတယ်ကျွန်တော်ကိုယ်တိုင်ကပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းဒီတိုင်းပဲကျွန်တော်တို့လူအများစုမှာအချီးနီးကုန်ခံသွားတဲ့အရာများအများကြီးထဲမှာမှနှစ်ခုပဲကျွန်တော်ဝမ်းနည်းစရာတွေ့ရတယ်အဲ့ဒါကတော့ဗာလဲပထမဆုံးတွေ့ရတဲ့အရာကတော့အချိန်ကုန်နေခြင်းအချီးနီးအချိန်ဖြုံးနေခြင်းဒါနဲ့နော်ပညာရှိတယောက်ကဘယ်လိုပြောထားလဲဆိုရင်ပညာရှိတယောက်ကလူတယောက်ရဲ့ဘဝမှာပေါ့လူတယောက်ရဲ့အသက်တာပေါ့50ပဲနေနေ80ပဲနေနေကျွန်တော်90ပဲနေအသက်တာဘဝရဲ့3ပုံထဲမှာတစ်ပုံဟာအိတ်ဆက်ခြင်းနဲ့ပဲကျွန်တော်အချိန်ကုန်တာရှိတယ်မဟုတ်ဘူးလားဟုတ်တယ်ကျွန်တော်အိတ်တာနဲ့ပဲကျွန်တော်အချိန်ကုန်တယ်တချို့ဆိုအိတ်လွန်လို့တော့မှကျွန်တော်တို့လောက်ရမယ်ကြံရမယ်အရာကိုမလုပ်ဖြစ်ဘူးဆိုတာတွေ့ရတယ်အဲ့ဒါကျွန်တော်တို့လူတယောက်ကကျမ်းမာခြင်းအပြည့်ရဖို့အတွက်တစ်ရက်ကို9နာရီအိတ်တာပေါ်လောက်လုံလောက်တယ်အဲ့ဒီတဲ့ပို့ပြီးတော့အဲ့လိုရှိရင် deal ဖြစ်တယ်ကျွန်တော် time mind ပြီးတော့ကျွန်တော်တို့ဥနောက်ကျွန်တော်တို့လှုပ်ရှားမရှိရင်သွေးလက်ပတ်မှုမရှိလို့ရှိရင်အစားအသောက်နဲ့လက်ပတ်မှုမရှိလို့ရှိရင်သူကမကျမ်းမာအောင်အဲ့လွန်လို့လည်းမရဘူးအဲ့နဲလို့လည်းမရအောင်ကျွန်တော်တို့ဥနောက်ကိုထိခိုက်စေတာဖြစ်တယ်เนาะဒါပညာရှိကျွန်တော်တို့ကျမ်းမာရေးဌာနကပြောတယ်ကျွန်တော်တို့ပြန်စဉ်းစားကြည့်ပါ3ပုံတစ်ပုံကကျွန်တော်တို့အိတ်ဆက်ခြင်းနဲ့ပဲကျွန်တော်အချိန်ကုန်တယ်နောက်ကျန်တဲ့တစ်ပုံကျတော့ကျွန်တော်တို့ YouTube တွေကျွန်တော်တို့ Facebook နဲ့ပဲအချိန်ကုန်တယ်ကျန်တဲ့တစ်ပုံလေးကအလုပ်လုပ်တဲ့အချိန်မှာအချိန်ကုန်တယ်ဘယ်အချိန်မှာကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တဲ့ဖခင်ကျွန်တော်တို့ဖခင်ရှင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့အချိန်ပေးမလဲဆိုတာကိုဒါခုနကတော့ကျွန်တော်ပြောတယ်ခုနကတော့သချင်းဆိုရတာကျွန်တော်တွေ့ရတယ်စားဝတ်နေရင်းနဲ့ဒါကျွန်တော်တို့အချိန်ကုန်နေပြီးတော့ကျွန်တော်တို့ဥဒ္ဒါလှုပ်ရှားမရှိဖြစ်တယ်ရှာဖွေလို့မရအောင်စားဝတ်နေတာအချိန်ကုန်တော့ကျွန်တော်တို့ဖခင်ဝတ်နဲ့မွေ့လို့ပူရန်တွဲကျွန်တော်တို့အချီးနီးအကုန်နေအချိန်တွေကိုကျွန်တော်တို့နာရီတွေကိုကျွန်တော်တို့ဆုံးရှုံးနေနေတာတွေ့ရတယ်တချို့တွေကမီဒီယာတွေဂိမ်းတွေမှာကျွန်တော်တို့အများကြီးချိန်ကုန်သွားတယ်နော်ဖျားအတွက်ကျွန်တော်တို့3မိနစ်လောက်ဆူတောင်းမယ်3မိနစ်လောက်ကျွန်တော်တို့ကျမ်းစာဖတ်မယ်နောက်3မိနစ်လောက်မှာကျွန်တော်တို့ဗာလဲဆူတောင်းပတ္ထနာပြုမယ်အဲ့ဒီအရာ3မိနစ်အားလုံးမှာ9မိနစ်အဲ့ဒီအချိန်လေးတော့မပေးဘဲနဲ့ဂိမ်းကိုကျွန်တော်ဆော့ရင်အနည်းဆုံးကျွန်တော်ဘယ်လောက်ထိအချိန်ပေးရလဲရုပ်ရှင်ဆိုအနည်းဆုံး1နာရီခွဲပေါ့ကျွန်တော်တို့ဂိမ်းဆိုရင်ကျွန်တော်တို့အနည်းဆုံးသူကအချိန်တက်ရင်တက်တယ်လို့နော်ကျွန်တော်ဆက်သွားတယ်လက်ဝဲပွဲကြည့်တာပဲဖြစ်ဖြစ်ဘောလုံးပွဲကြည့်တာပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာကျွန်တော်တို့အချိန်ကြီးအများကြီးကုန်ပြီးတော့ဖျားအတွက်မပေးနိုင်တဲ့အကြောင်းအရာကအင်မတန်မှဝမ်းနည်းစရာကောင်းတယ်ကျွန်တော်တို့ယုံကြည်သူခရိယာတွေပြန်ကြည့်လို့ရှိရင်အဲ့ဒီအရာတွေနဲ့ကျွန်တော်အချိန်ပြုံးနေတယ်မိမိအခမဲ့ရတဲ့အချိန်အခွင့်အရေးကိုကျွန်တော်တို့အများကြီးလက်လွတ်ဆုံးရှုံးသွားတော့တွေ့ရတယ်ဘုရားသခင်ကကျွန်တော်တို့ကိုအချိန်ပေးနေတယ်ဆရာတပားကပြောတယ်ဘုရားသခင်ကဘလောက်ထိတောင်လူသားတွေကိုအချိန်ပေးနေလဲဆိုရင်တော့အနည်း2000တောင်ရှိပြီခရစ်တော်ဘုရားလက်ဝါးကားထဲမှာကျွန်တော်တို့ရွေးနှုတ်ကဲတင်တယ်နောင်တနဲ့ပြန်လာပြီးတော့သူ့ထံကိုပြန်လာမဲ့အချိန်ကာလကိုစောင့်နေတဲ့အနည်း1000ရှိနေပြီအခုလက်ဆက်စောင့်နေတော့ပဲပြန်လာမဲ့အချိန်ကိုဒါပေမဲ့ဘုရားသခင်ကသူ့ timing နဲ့ပဲသူအလုပ်လုပ်တာဖြစ်တယ်နာလူတော်များများကမိမိရဲ့စီမံခန့်ခွဲတဲ့မိမိအချိန်ကိုစီမံခန့်ခွဲတာကိုအဆင်မပြေတဲ့ခါမှာကျွန်တော်တို့ဆုံးရှုံးနေရတယ်တွေ့တယ်တခါလဲမှာလူသားတွေကအစာအာဟာရတွေအားဖြင့်ကျွန်တော်တို့အစာမဟုတ်တဲ့အရာတွေအငတ်မပြေတဲ့အရာတွေနဲ့ကျွန်တော်တို့ငွေကုန်ကြေးကြအများကြီးခံတယ်ဆိုတော့တွေ့ရတယ်ခါလဲမှာတရေစာစားတာပေါ့နော်
အခုကျွန်တော်တွေ့တယ်မုတ်တွေပေါ့နော်မုတ်အထုပ်တွေပေါ့အခုကျွန်တော်တို့ဟိုဒါပေါ့နော်7-11မှာဖြစ်ဖြစ်ကျွန်တော် CJ မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ Tasco မှာပဲဖြစ်ရလုတ်တဲ့မုတ်တွေတော်တော်များများကလေစားပြီးတော့ဖောက်ပြီးတော့အကုန်လုံးမစားဘဲနဲ့ထားခဲ့လို့ရှိရင်အထက်မှာပိုးတွေဝင်တယ်ပိုးတွေ micro sort မှာသွားကြည့်လို့အိုးပြတ်သိမ့်တာပဲနော်အဲ့ဒါကိုကျွန်တော်တို့ပါစက်တဲ့ထည့်တော့ပိုက်တဲ့ကိုထည့်တယ်ဆိုတာအင်မတန်မှဆိုးတယ်ဒါကြောင့်အစာမဟုတ်တဲ့တာအတွက်အမှုမပြေနိုင်တဲ့အရာတွေတင်းငွေကိုဘာလို့အကုန်ခံရမှာလဲကျန်းစာကအမှုမပြေနိုင်တဲ့အရာတွေအတွက်တဘောအပြင်မိမိဇာတိစိတ်ကြောင့်ကျွန်တော်စားတောက်ခြင်းအမှုတွေတောင်ကျွန်တော်တို့တွေကိုယောဂါကိုဝယ်နေသလိုဖြစ်ကိုပက်ဆန်နဲ့ကိုပက်ဆန်နဲ့အစားတောက်တွေဝယ်တယ်ကိုပက်ဆန်နဲ့ပဲကိုယောဂါကိုဝယ်နေသလိုဖြစ်တာတွေ့ရတယ်။နောက်ကျွန်တော်တို့ဟေရှားနာဂတိကျမ်းခန်းကြီး55အခန်းငယ်1နဲ့2ကလေးကိုဖတ်ကြည့်အောင်။အိုးရင်ငတ်သောသူပေါင်းတို့ရေရှိရာသို့လာကြလော။ငွေမရှိသောသူတို့လာ၍ဝယ်၍စားတောက်ကြလော။ငွေမပါပဲအဖိုးကိုမပေးပဲလာ၍စပြည့်ရင်နှင့်နှုတ်ကိုဝယ်ကြလော။အစာမဟုတ်သောအရာများအဖို့တင်းရင်ငွေကို၎င်းအမှုမပြေနိုင်သောအရာဖို့တင်းရင်ဥစ္စာကို၎င်းအဘယ်ကြောင့်ကုံဆုံးစေရသနည်းငါစကားကိုစစ်စစ်နားထောင်လဲကောင်းသောအစာကိုစားကြလောသင်ဤဝိညာဉ်ကိုချိုသောအရာ၌မိမိတို့မွေ့လျော်လိမ့်မည်တဲ့အစာမဟုတ်တဲ့အရာတွေတဲ့ကိုယ့်ရဲ့ငွေကိုမကုန်ပါစေနဲ့တဲ့အမှုမပြေနိုင်တဲ့အရာစားရင်တောက်ရင်မှုမပြေတယ်ဒါတော့ဇာတိစိတ်နဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့မိမိစိတ်ဖြာရာတွေကိုကျွန်တော်တို့လူတိုင်းရှာပါတယ်အခုဆိုရင်စိတ်ကျဉ်ကျပ်နေတဲ့အချိန်ကာလဖြစ်တယ်စိတ်ရှုပ်ထွေးနေရတဲ့အချိန်ကာလစိတ်နဲ့ပတ်သက်တဲ့အရာတွေနဲ့အများကြီးဟိုချုပ်တီးနေရတဲ့ဘာလို့လဲဆိုကြားရတဲ့သတင်းမြင်ရတဲ့အရာနားထောင်တဲ့အရာဆော့နေတဲ့ဂိမ်းတွေအစလက်သီးထိုးတာလဲဟိုကျွန်တော်တို့တစ်ခါလေးမှဟိုကျွန်တော်အခုဆိုအင်မတန်မှနာမည်ကြီးနေတဲ့Joshua Van တို့ပါအဲ့ကြည့်ပြီးတော့ကျွန်တော်တို့တစ်ခါလေးမှအဲ့ဒါလဲစိတ်အနေဖြစ်ပေါ်လာတဲ့အရာတွေဖြစ်တယ်တစ်ခါလေးအဲ့ဒီအရာတွေမကြည့်ရဘူးမလုပ်ရဘူးဟိုတော့မဟုတ်ပါဘူးပညာမထားပါဘူးစံစာထဲမှာလည်းမပါဘူးသို့တော်ညာအဲ့ဒီအရာကိုဦးစားပေးတာများလာလို့ရှိရင်အမှုမပြေနိုင်သောအရာအစာမဟုတ်တဲ့ကြာတဲ့ကျွန်တော်တို့ပတ်စံပေးတော့ဝယ်ပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကိုကျွန်တော်ပျက်စီးနေတယ်လူတယောက်ကခန္ဓာကိုယ်စိတ်အထက်မှာဝိညာဉ်ထဲကိုအသက်ရှင်နေတာဖြစ်တယ်လူတယောက်ကခန္ဓာကိုယ်စိတ်ဝိညာဉ်၃ပါးနဲ့တည်ဆောက်ထားတဲ့လူဖြစ်တယ်ဘုရားသခင်ကအလုပ်လုပ်တဲ့အခါမှာအမြဲတမ်းနံပါတ်3တွေနဲ့အလုပ်လုပ်တယ်ခပြီးတော့သားတော်တန်ရှင်သောဝိညာဉ်တော်၃ပါးတစု3ရက်မြောက်တယ်မှာရှင်ပြန်ထမြောက်တယ်3နဲ့ပတ်သက်တဲ့ကဏ္ဍနေရာမြောက်များစွာဘုရားသခင်အလုပ်လုပ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာရှိနေတဲ့စိတ်ထဲမှာရှိနေတဲ့ဝိညာဉ်ထဲမှာအသက်ရှင်နေတဲ့လူသားတယောက်စီတန်းကခန္ဓာကိုယ်အတွက်တော့ကျွန်တော်တို့အရန်ကျူးဆိုင်တယ်ဒါဂယူးဆိုင်လိုအားကြီးလို့လဲကျွန်တော်တို့ဟိုကျွန်တော်ဆိုအမြဲတမ်းတတိဖြော်ရည်တွေဖြော်တော့တယ်ကျွန်တော်ဇနီးတွေကိုလည်းတိုက်တယ်နော်ကျွန်တော်သမီးကတော့ဟင်းတော့မတောက်တော့လဲမပေးမတိုက်ဘူးပေါ့မိုးတို့အပါတို့အသက်ကြီးပြီးတောက်ပေါ့နော်အသက်ကြီးသည်ဖြစ်စေအငယ်သည်ဖြစ်စေကျွန်တော်တို့ဟိုယောဂဝေဒနာတွေကမကြည့်နေဘူးသူကအချိန်မြေးကျွန်တော်တို့အဲယောဂပိုးတွေကယောဂဝေဒနာတွေခွန်အားနေတာတွေကအချိန်မြေးဖြစ်လာနိုင်တဲ့အကြောင်းအရာဖြစ်တယ်တော့တစ်ခါလေးမှာကျွန်တော်တို့အစားအသောက်တွေကျွန်တော်တို့အမျိုးမျိုးပြင်ဆင်ကြတယ်ဒီနေ့ပါစားရင်ကောင်းမလဲမသိဘူးပါဇက်အတွက်ပေါ့ပါဇက်အရသာခံဖို့အတွက်ဖိုက်ပြည့်ဖို့အတွက်ဝန်းစာအတွက်လူတွေကတော်တော်များများကိုရှာနေရတယ်ဝန်းစာအတွက်ကျွန်တော်တို့ဟိုဖះကိုကိုးကွယ်ဖို့ရန်အတွက်ရှစ်ခိုးဖို့ရန်အတွက်ဝတ်ပြုဖို့ရန်အတွက်တော့အချိန်မပေးနိုင်မယ်နဲ့ခုနသချင်းထဲမှာကျွန်တော်ဒီဆိုရင်ကျွန်တော်ပြန်အောင်းမေ့တတိရတယ်ဝန်းစာပဲပထမအဆုံးစာရမဏေကသခင်ယေရှုခရစ်တော်ကို၄ရက်ကျွန်တော်တို့ရှင်မသက်ခန်းကြီး၄ထဲမှာလာပြီးတော့ရက်ပေါင်း40မှာလာပြီးတော့စုံစမ်းတယ်ပထမဆုံးပါစုံစမ်းလဲဘိုက်ပြဿနာဝင်ရေးပြဿနာနဲ့ပဲလာပြီးတော့တိုက်ခိုက်တာဖြစ်တယ်အဲ့ဒီတစ်ခုနဲ့ပဲကျွန်တော်တို့လောကလူသားတွေကိုလည်းတိုက်ခိုက်နေတာဖြစ်တယ်ဘိုက်ပြဿနာနဲ့သမုတ်တရားဝမ်းတထွာဆိုတော့ကျွန်တော်တို့အများတန်းဥပမာပေးတယ်ကိုဝမ်းတထွာလောက်ရှိတဲ့ကျွန်တော်တို့ဘိုက်ကလေးရလေသမုတ်တရားလိုပဲတခါမှဖြည့်လို့မကုန်နိုင်ဘူးတခါစားပြီးတော့တလားလောက်နေလို့ရရင်ပြီးရောလေဟုတ်တယ်မလားနည်းနည်းပြည့်ပဲဘယ်ဟုတ်မလဲသူကဝေနာရှိသလိုထွက်တာလည်းရှိတယ်ဆိုတော့ပြန်စားနေရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာအစားအသောက်တွေကျွန်တော်တို့အမြဲတမ်းဆင်ကျင်တယ်အမြဲတမ်းငွေကုန်ကြေးကြကျွန်တော်ခံတယ်တခါလေးမှအိမ်မှာချက်စားလို့တော့မဝလို့တခါလေးမှ KFC တို့ McDonald တို့ကျွန်တော် pizza တို့သမောမှာသွားစားရတာနဲ့စသည်ဖြစ်မှာနော်သွားစားနေရတယ်တခါလေးမှလည်းကျွန်တော်တို့စားတဲ့အရာကကိုယ်ခန္ဓာအတွက်အစာမဟုတ်ဘူးဖြစ်တယ်
တခါတည်းမှာကိုယ်ဇာတိပတိစိတ်ကြောင့်အသွေးသားတက်မဲ့မှုကြောင့်ကျွန်တော်တို့ငွေကုန်ကြေးကြခံခဲ့တာမနေဘူးကျွန်တော်ဟောင်ကောင်မှာနေတော့ကျွန်တော်ကောင်းကောင်းသတိရတယ်ဟောင်ကောင်ဆိုတာကျွန်တော်ပထမဆုံးစရောက်တော့ကျွန်တော်အရန်စိတ်လှုပ်ရှားတယ်နော်စိတ်လှုပ်ရှားတယ်စိတ်ကဟိုသားပေါ့ဟောင်ကောင်တစ်ခါမှမရောက်ဘူးတော့ဟောင်ကောင်လည်းအရန်နာမည်ကြီးခဲ့တာဟုတ်ရုပ်ရှင်ထဲမှာလည်းအများနဲ့တွေ့တယ်ဟောင်ကောင်ဂျက်မတွေဆိုတာလည်းကျွန်တော်တို့ခေတ်မှာဆိုတော့နာမည်အကြီးဆုံးနေရာဖြစ်တယ်ဟောင်ကောင်ဂျက်မတို့ကရာတေတို့ဂျက်ကီချန်တို့ဂျက်လီတို့အဲ့မှာပဲပေါ်တာဟုတ်ဆိုတော့အဲ့ရောက်ရင်တော့ဝါကြီးလေးလေးပဲပြောတာပြီးရင်ဘာလုပ်လဲတောက်မယ်စားမယ်ပျော်မယ်ပါမယ်တင်မောထဲမှာကျွန်တော်တို့လနဲ့ချီနေလာခဲ့တော့ကုန်းပေါ်ရောက်တော့တခါတည်းမှာလှုပ်ချင်တာကိုလှုပ်ပလိုက်တော့မယ်ကွာဆိုတော့နော်ဟိုလကလည်းရထားတယ်တင်မောထဲမှာလည်းဘာမှသုံးစရာမရှိဘူးဆိုတော့လေစုထားတော့တခါတည်းပါပဲလေကုန်းပေါ်ရောက်တော့နဲ့တခါတည်းပြောင်းနော်ဒေါ်လာ4-500တော့ပြောင်းသွားတာနော်2ရက်3ရက်နဲ့2ရက်3တစ်ရက်ထဲတော့မဟုတ်ဘူးပေါ့နော်2ရက်3ရက်နဲ့ပြောင်းတာပဲတကယ်ချင်းနေသူကျွေးလိုက်ကိုကျွေးလိုက်သူတိုက်လိုက်ကိုတောက်လိုက်နဲ့တခါတည်းမှာတစ်ခါမှမပြီးနိုင်ဘူးအဲ့ဒါဘာဖြစ်လဲအစာမဟုတ်သောအရာတွေကျွန်တော်တို့ငွေကုန်တာဖြစ်တယ်အမှုမပြေနိုင်တဲ့အရာတွေအတွက်ကျွန်တော်တို့ကိုယ်ဥစ္စာကိုဖြုံးတီးတာနဲ့တူတူပဲတဲ့ဒါကြောင့်သခင်ခရစ်တော်ကျမ်းစာကပြောတာလေအိုးရင်ငတ်တော်သူပေါင်းတို့ရေရှိရာသို့လာကြလောငွေမရှိသောသူတို့လာကြဝယ်၍စားတော့ကြငွေမပါပဲအဖိုးကိုမပေးပဲနဲ့လာ၍စပြည့်ရည်နဲ့နှုတ်ကိုဝယ်ကြလောတဲ့ဒီလောကကြီးထဲမှာအဓိကအရေးကြီးတာငွေပါပဲအခမဲ့ရတာတခုမှမရှိဘူးကျွန်တော်အခမဲ့ရတဲ့အရာရှိတာရေတောက်ချင်တော့မှဒီမှာတော့ထားလိုက်တော့နော်ရေတောက်ချင်အပြင်မှာဆိုရင်အနည်းဆုံး9ဘတ်10ဘတ်15ဘတ်နည်းနည်းအခုဆိုရေဘာရေမှန်းမသိပါဘူးနော် special ရေတွေပါလားမသိ20ကျော်30ကျော်တွေ35ဘတ်တွေပါပေးရတဲ့ရေတွေလည်းရှိတယ်အခမဲ့ရတဲ့အရာတခုမှမရှိဘူးတခုခုလို့ရအများတန်းကိုငွေကိုပေးရတယ်ကိုဥစ္စာကိုယူရတယ်ကိုအချိန်ပေးရတယ်စသည်ဖြင့်ပေးရတယ်ဒါပေမဲ့အော့ဖို့ကောင်းတာဘုရားသခင်ကတော့ငွေမရှိဘဲနဲ့ငါထံသို့လာပါအဖိုးကိုမပေးဘဲနဲ့ငါတို့တင်းတို့ကိုငါကြွေးမွေးပြုစုမယ်ကျွန်တော်တို့နှုတ်ဆိုတာဘာကိုဆိုလိုတာလဲနှုတ်ကပတ်တော်ဒီဟူတော့နှုတ်ရည်အစ်စ်ကိုဆိုလိုတာဖြစ်တယ်စပြည့်ရပါလဲဘုရားသခင်ကျွန်တော်တို့ကိုသွန်းလောင်းတဲ့ဗိတ်သိက်တကူဖြစ်တယ်အခမဲ့ပေးတာဖြစ်တယ်အခမဲ့ပေးတဲ့အရာကိုတော့ကျွန်တော်တို့ဘာလုပ်ရတာလဲလာပါတဲ့ရင်ငတ်တဲ့သူအပေါင်းတို့လာပါတဲ့ဒါမဲ့ကျွန်တော်တို့ဘက်ကနေလောက်ရတဲ့အရာတခုကလာဖို့ပဲရှိတယ်အဒါတော့မှကျွန်တော်တို့မလာနိုင်တော့ဘုရားသခင်ဘယ်လိုလုပ်အောင်လဲသွားပေးရမလားမသိဘူးဒါကြောင့်ကျွန်တော်တို့ for God so loved the world that he gave only begotten son ဘုရားသခင်ကလောကသားတွေကိုချစ်လွန်အားကြီးလို့သူတပါးတော်သားတော်ကိုတော့မှကျွန်တော်လောကသားတွေနဲ့ဆေလွတ်ပြီးတော့လာရတာနော်လာပြီးတော့ကျွန်တော်တို့ပေးခဲ့တာဖြစ်တယ်ရင်ငတ်တော်သူဘောတို့ရေရှိရာသို့လာပါတဲ့ငွေမပါဘဲနဲ့အဖိုးဝင်ပေးဘဲနဲ့ဘုရားရဲ့နှုတ်ကပတ်တော်နှုတ်ရည်စစ်ကိုတောက်သုံးပါလို့ပြောတာဖြစ်တယ်ဘာအဖိုးကမှမပေးရဘူးစေတနာစိတ်နဲ့ပေးတဲ့ဘုရားရှင်ဖြစ်တယ်ဘုရားကသူ့ရဲ့ချစ်ချင်းမြတ်တာတော့သူ့ရဲ့နှုတ်ကပတ်တော်ကိုသိမှဘာလို့လဲဝိညာဉ်အစာကနှုတ်ကပတ်တော်ဖြစ်တယ်အခြားအစာတွေကျွန်တော်တို့အမျိုးမျိုးပတ်စံကုန်ခံတယ်အချိန်ကုန်ခံတယ်စိတ်ဖြေရဖြေချောင်းအတွက်ကျွန်တော်တို့အမျိုးမျိုးကျွန်တော်လုပ်ကြတယ်ဒါပေမဲ့ကျွန်တော်ဝိညာဉ်ကျမ်းမာဖို့အတွက်ဝိညာဉ်အသက်ရှင်ဖို့အတွက်ဝိညာဉ်ခွန်အားရှိဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဝိညာဉ်အစာဒီဟူသောနှုတ်ကပတ်တော်တော့ကျွန်တော်တို့မစားဘူးဆရာစားပါတယ်ဆရာကျွန်တော်တို့အမြဲတမ်းနေ့တိုင်းပဲကျွန်တော်တို့ online မှာတက်ပြီးတော့ကျွန်တော်တို့နှုတ်ကပတ်တော်နားထောင်နေတာပဲကောင်းပါတယ်နှုတ်ကပတ်တော်နားထောင်တာဒါပေမဲ့ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ပြီးတော့ပူဇော်ဆက်ကပ်ပြီးတော့လှုပ်ဆောင်ဖို့ရန်အတွက်တော့မဟုတ်ဘူးဖြစ်နေတယ်ကျွန်တော်အမြဲတမ်းပြောတယ်နှုတ်ကပတ်တော်နားထောင်ခြင်းသည်ခွန်အားရဖို့အတွက်ဖြစ်တယ်ကိုးကွယ်ချီးမွမ်းကိုးကွယ်နေတာတော့မဟုတ်ဘူးဆုတောင်းခြင်းသည်လည်းကျွန်တော်တို့ဗာလဲကောင်းမွန်တဲ့အရာဖြစ်တယ်ဒါပေမဲ့ကိုးကွယ်တဲ့အရာထဲမှာမပါဘူးဖြစ်ဆုတောင်းခြင်းနဲ့နှုတ်ကပတ်တော်နားထောင်ခြင်းကျွန်တော်ပေးကမ်းလူတန်းခြင်းအဲ့ဒါအရာကချီးမွမ်းကိုးကွယ်တဲ့မှာပါဝင်တော့အစိတ်အပိုင်းတွေပဲဖြစ်တယ်ချီးမွမ်းကိုးကွယ်ခြင်းကတော့ဘာလို့ရတာလဲကျွန်တော်ဒီမှာလာပြီးတော့ကျွန်တော်တို့ပြိဿတ်လဲမှာဒါကြောင့်ဆာလန်ဆရာကြီးကဘာပြောလဲတန်ရှင်းသောသူတို့ဖြောက်မသောသူတို့ရဲ့အလယ်မှာငါသည်ထာဝရဘုရားကိုချီးမွမ်းမည်လက်ကိုချီ၍ဘုရားသခင်ရဲ့နာမတော်ကိုပဌနာပြုမည်အဲ့ဒါချီးမွမ်းကိုးကွယ်ခြင်းဖြစ်တယ်ဒီခါလေးမှာလဲကျွန်တော်တို့အိမ်မှာကျွန်တော်တို့ချီးမွမ်းကိုးကွယ်ဘူးလားနှုတ်ကပတ်တော်နားထောင်ပြီးတော့ကျွန်တော်အမတွေဆိုကျွန်တော်အများနဲ့တတိရတယ်ဆိုတော့ဟိုနေ့တိုင်းတော့နှုတ်ကပတ်တော်နားထောင်တော့ကျွန်တော်ညီတယောက်ဆိုရင်လေတရက်ကို3ခုလောက်နှုတ်ကပတ်တော်နားထောင်တယ်နော်ဆရာအောင်သိညုံစင်နဲ့နားထောင်တယ်ဟိုဆရာတွေအကုန်လုံးပါနော်သူနားထောင်တဲ့ຢာနားထောင်တယ်ကျွန်တော်ကိုလည်းပို့ပေးတယ်ကောင်းပါတယ်ခွန်အားရတာပေါ့နော်ဒါပေမဲ့ချီးမွမ်းကိုးကွယ်တာတော့မဟုတ်ဘူးဒါကြောင့်ဖျားရှင်ရဲ့နှုတ်ကပတ်တော်နှုတ်ရည်စစ်ကိုကျွန်တော်တို့ရရှိပိုင်ဆိုင်တော့စင်ကြင်အောင်မိပြီးတော့မိမိ
စိတ်ဝိညာဉ်ကိုအားဖြစ်စေတဲ့အရာစင်ကြင်အောင်မိမှသာလဲအားပြည့်ပြီးတော့အဲ့ဒီဝိညာဉ်ကချမ်းသာရမှာဖြစ်တယ်ဝိညာဉ်ချမ်းသာလို့ရှိရင်လေစိတ်လည်းချမ်းသာတာဖြစ်တယ်ကျွန်တော်တို့ကစိတ်ကိုအရင်ချမ်းသာအောင်လုပ်တယ်ကိုယ်ခန္ဓာကိုချမ်းသာအောင်အရင်လုပ်တယ်မဟုတ်ပါဘူးဝိညာဉ်ကတည်နေတယ်ဝိညာဉ်ကအားနည်းနေတယ်ဝိညာဉ်ကမချမ်းသာဘူးဆိုရင်စိတ်နဲ့ကိုယ်ခန္ဓာပါတခါတည်းပြိုကျတာဖြစ်တယ်ဘာဖြစ်လို့လဲဝိညာဉ်ကသာလျှင်အတွင်းလူဖြစ်တယ်ဥဆောင်နေတဲ့အရာဖြစ်တယ်တိပိခန်းကြီးနဲ့ခန်းငယ်3ထဲမှာဘလို့ရေးရလဲနှုတ်ကပတ်တော်သည်နှုတ်ကပတ်တရားသည်နှုတ်ရည်စစ်အားဖြင့်ကြီးပွားမိကြောင်းဖွားစရှိသောသူငယ်ကဲ့သို့ထိုတရားနှုတ်ကိုအလွန်လိုချင်သောစိတ်ရှိလောနှုတ်ကပတ်တော်တရားကိုအလိုလွန်ချင်တဲ့စိတ်ရှိမှနားထောင်ရုံနဲ့မရဘူးအလိုလွန်ချင်တဲ့စိတ်ရှိမှသာလေနှုတ်ကပတ်တော်နှုတ်ရည်အားဖြင့်ကြီးပွားမှာဖြစ်တယ်ခုကျွန်တော်ကြည့်နေတဲ့ကလေးတွေဗလာကြီးတို့ဘာလို့ဆိုနှုတ်အရင်နဲ့ပဲသူကြီးထွားလာလို့ရတယ်ကောတရက်ပြီးတရက်ကြီးထွားလာလဲတာပြီးကြတဲ့အပတ်ကခုဆိုတပြေးပြေးနဲ့အရာမောင်းနေရှည်လာပြီဘာဖြစ်လို့လဲနှုတ်ရည်စစ်ကြောင်းကြီးထွားတာဖြစ်တယ်သူ့ကိုနှုတ်မတိုက်ပဲနေကြည့်ပလားပိန်လီနေပြီးတော့ချုပ်တက်နေမှာပေါ့ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်အားကောင်းဖို့အတွက်ပထမဆုံးဝိညာဉ်ချမ်းသာဖို့အတွက်ဝိညာဉ်ချမ်းသာဖို့အတွက်နောက်တစ်ခုကျဝိညာဉ်ခွန်အားနဲ့ပြည့်ဝဖို့အတွက်နှုတ်ကပတ်တော်နှုတ်ရည်စေအားဖြစ်တာလေကြီးပွားစေနိုင်တယ်လို့ရှင်ပေတရုကြီးကပြောထားတာဖြစ်တယ်ယေရှာယနာဂတိကျမ်းခန်းကြီး55ပဲအခန်းငယ်10 17လေးကိုဖတ်ကြည့်အောင်ယေရှာယနာဂတိခန်းကြီး55အခန်းငယ်10နဲ့17ခုနဆက်တိုက်ဖတ်သွားဖို့မနော်မိုးရေနှင့်မိုးပွင့်တို့သည်ကောင်းမှဆင်းသက်လာ၍နောက်တစ်ဖက်မပြန်မြေကြီးကိုမျိုးစေ့ကျဲသောသူအားမျိုးစေ့ကို၎င်းအစာအာဟာရကို၎င်းပေးတော်မူမိအကြောင်းမြေကိုစိုးစေ၍အပင်ကိုပေါက်စေသည်အသီးကိုလည်းသီးစေတကယ်သို့ထို့အတူငါဤနှုတ်ကပတ်တော်စကားသည်ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါအလိုကိုပြည့်စုံစေမည်ငါဤခိုင်းစေသောအရာကိုလည်းအောင်လိမ့်မည်တဲ့ကျွန်တော်တို့အားလုံးသိတယ်မိုးပေါ်ကကျလာတဲ့မြေကြီးမိုးပေါ်ကကျလာတဲ့မိုးရေတွေကမြေကြီးပေါ်ကျလာတော့သူ့ဘက်သူအပေါ်ပြန်တက်လာမတက်တော့ဘူးမြေကြီးမှာရှိတဲ့မြေကြီးကိုစိုးစေပြီးတော့ဗာဖြစ်လဲအပင်ကိုပေါက်စေတယ်အသီးကိုသီးစေတာဖြစ်တယ်ထိုနည်းတူပဲနှုတ်ကပတ်တော်ကကောင်းကင်ကနေဆင်းသက်ပြီးတော့ကျွန်တော်နှလုံးသားမြေထဲကိုကျလာပြီးဆိုရင်လေအတီးကျွတ်နေပြီဆိုရင်ကျွန်တော်တို့အပင်ပေါက်လာမယ်အပင်ပေါက်လာတာမကောင်းဘူးတခါအညောင်းထွက်လာပြီးတော့တခါတည်းမှာအသီးအပွင့်နေနဲ့ဝေစာပြီးတော့ကျွန်တော်တို့ကိုဖြစ်စေတာဖြစ်တယ်ထိုနှုတ်ကပတ်တော်ပြောထားတာဖြစ်တယ်ဒါအပေါ်ကကျလာတဲ့ရေကဘယ်တော့မှအပေါ်ပြန်မတက်သွားပါဘူးနှုတ်ကပတ်တော်လည်းထုံနည်း၎င်းပဲသူ့အလိုကိုပြည့်စုံအောင်သောအခွင့်သူ့ရဲ့အကြံစီကိုအောင်ရသောအခွင့်ကိုပေးမယ်နှုတ်ကပတ်တော်မျိုးစစ်ကိုပေးပြီးတော့ထိုနှုတ်ကပတ်တော်တရားနဲ့စားတော့တဲ့သင်တို့တယောက်စီတန်းကအာဟာရရမယ်တဲ့ခွန်အားဖြစ်စေမယ်တဲ့ပြီးရင်အပင်ပေါက်တော့ကြီးထွားမှာဖြစ်တယ်ဝိညာဉ်အသီးတွေဖြစ်တယ်အဲ့ဒီဝိညာဉ်အသီးတွေကျွန်တော်စားသုံးပြီးဆိုရင်လေအဲ့ဒီဝိညာဉ်အသီးရပြီဆိုရင်စိတ်ချမ်းသာတယ်ဘာလို့လဲဆိုတော့ဝိညာဉ်အသီးကိုရပြီဆိုကိုငကိုတွေကသိတယ်ထဲမှာဝိညာဉ်အသီးတွေနဲ့ပြည့်နေပြီအဲ့ဒါဆိုဘာလဲစိတ်နှလုံးချမ်းသာတယ်စိတ်ချမ်းသာမှကိုကျမ်းမာမှာဖြစ်တယ်ဘာဖြစ်လို့လဲစိတ်ထောင်းရင်ကိုကကြည်တတ်တယ်စိတ်ခံစားမှုကြောင့်လူတွေကိုခန္ဓာကတဖြည်းဖြည်းနဲ့အာရော့လာပြီးတော့ဘုံဘုံလဲရတာဖြစ်တယ်ကျို့စိတ်ကမဆောင်တဲ့အတွက်ကြောင့်တစ်ခါလေးမှာငါတော့ဒီတောင်မကြော်နိုင်တော့ပါဘူးကွာသိမကြအောင်နောက်2ရက်3ရက်ဆိုသူကဆုံးသွားတယ်ဒါကြောင့်စိတ်ကဖိစီးလာလို့ကြီးဘာလို့စိတ်ကဖိစီးရလဲဝိညာဉ်ကကျမ်းမာခြင်းမရှိတယ်ဝိညာဉ်ကတဖြည်းဖြည်းချို့တက်လာတယ်ဝိညာဉ်အစာကိုကျွန်တော်တို့စားဖို့ရအတွက်ကျွန်တော်တို့မေ့လျော့နေတယ်တခါလေလဲမေ့အောင်မေ့ပလိုက်တာဖြစ်တယ်နော်တက်ကိုမေ့ပလိုက်တာဖြစ်အဲ့ဒီအရာတွေကကျွန်တော်ဝိညာဉ်အာရော့လာပြီဆိုရင်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ပါလဲနှုတ်ကပတ်တော်တရားဒီကောင်းကင်ကကြလာတော့မိုးရေကဲ့သို့ပဲကျွန်တော်နှလုံးသားမြေကိုစိုးစေတယ်စိုးလာပြီးတော့ကျွန်တော်တို့အသက်တာကိုလည်းအပင်ပေါက်ပြီးတော့ချိုမိန်တဲ့အသီးတွေနှုတ်ကပတ်တော်ကအမြဲတမ်းကောင်းမွန်တဲ့အသီးကိုပဲသီးစေတာဖြစ်တယ်ဒါကြောင့်အဲ့ဒီအသီးတွေကိုကျွန်တော်တို့တွေ့ပါဖြစ်လဲကျွန်တော်တို့စားရတာမကဘူးမြင်တဲ့သူအခြားသူတွေလည်းကျွန်တော်တို့အသီးအားဖြင့်သူတို့တွေလည်းကောင်းကျိုးခံစားရတယ်ဆိုတွေ့ရတယ်ဒါကြောင့်119ခုမြောက်သောဆာလံအပိုက်ငယ်9ကလေးကိုဖတ်ကြည့်မယ်ဆိုရင်119ခုမြောက်သောဆာလံအပိုက်ငယ်92 119ခုမြောက်သောဆာလံအပိုက်ငယ်90နဲ့နှုတ်တော်ထွက်စကားတော်သည်ရွှေငွေအထောင်ထောင်ထက်တက်မကအကျွန်ုပ်၌သာပြီးကောင်းပါ၏ဖခင်ရဲ့နှုတ်တော်ထွက်စကားတဲ့ရွှေတွေငွေတွေအထောင်ထောင်တောင်းတဲ့တခုတစ်ကြက်သားနှစ်ကြက်သားကိုပြောတာမဟုတ်ပါဘူးနော်အထောင်တောင်းမကအ
အချက်နှုတ်နဲ့တာပြီးကောင်းတယ်နှုတ်ကပတ်တော်ရဲ့အရာကိုကျွန်တော်စားတော့တဲ့ခါမှာကျွန်တော်တို့ရွှေတွေငွေတွေရတာတဲ့နော်တာပြီးကောင်းတယ်လို့ဆာလံဆရာကြီးကပြောထားတာဖြစ်တယ်အလွန်ကောင်းမြတ်တဲ့ဝိညာဉ်ကျမ်းမာခြင်းကိုအစာဖြစ်တယ်အစာကိုကျွန်တော်တို့စားစေချင်တာဖြစ်တယ်ဒါကြောင့်အိမ်ပြန်ရောက်လို့ရှိရင်119ခုမြတ်သောဆာလံတစ်ကနေအဆုံးလေးဖတ်ကြည့်ပါကျွန်တော်တို့ကိုသွန်သင်ထားတဲ့အရာကျွန်တော်တို့ခွန်အားပေးထားတဲ့အရာကျွန်တော်တို့ဂတိပေးထားတဲ့ကောင်းကြီးမင်္ဂလာအပြည့်ပဲနောက်ဆာလံ119ကနောက်တော့ဆာလံအခန်းကြီး100ခွန်အပိုင်ငယ်9မှာဘယ်လိုပြောထားလဲဆိုရင်ဆာလံ100ခွန်အပိုင်ငယ်9မှာအကြောင်းမူကားတောင်းတသောဝိညာဉ်ကိုရောက်ရဲစေ၍မွတ်သိပ်သောဝိညာဉ်ကိုလည်းကောင်းသောအရာနဲ့ဝစေတော်မူတယ်တဲ့နော်ကျွန်တော်တို့ဝိညာဉ်ကနှုတ်ကပတ်တော်နှုတ်ရည်ကိုတောင်းတတဲ့ခါမှာအဲ့ဒီတောင်းတတဲ့ဝိညာဉ်ကိုဘုရားသခင်ကရောက်ရဲစေတယ်ခုနတော့ကျွန်တော်တို့သချင်းဆိုတယ်ရောက်ရဲခြင်းမွတ်သိပ်တဲ့ဝိညာဉ်ကျွန်တော်တို့တစ်ခါလေမှာဆာလောင်မွတ်သိပ်လာပြီဆိုအစားတော့ဆာလောင်မွတ်သိပ်လာပြီဆိုရင်အမြန်ချက်တယ်တော့ပိုက်ထဲမှာတကွီအော်နေပြီဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်ထဲမှာအလန်ပေးတဲ့အရာကိုဝိညာဉ်ထဲမှာငါစံစာဖတ်ရမယ်ဆုတောင်းရမယ်ငါအခြေအနေမကောင်းတစ်ခါလေမှာကျွန်တော်တို့ပြဿနာအခက်အခဲနဲ့ကြုံတွေ့ရလာရတဲ့အချိန်မှာဟိုပြေးဒီပြေးမလို့ပါနဲ့ဘုရားသခင်တတိပေးနေသူ့စီပြန်လာဖို့အတွက် ethical ဆိုတဲ့ကျွန်တော်တို့အဲ့ဒီစစ်ကြောခြင်းလေးကိုကျွန်တော်နည်းနည်းပေးရတာဖြစ်တယ်လူတွေကအရန်စပိုင်းဖြစ်လာပြီဆိုရင်ဘာဖြစ်လဲဖះကိုမေ့လာတဲ့ခါမှာမမေ့ရအောင်ဆိုဘုရားသခင်ကခက်ခဲတဲ့အရာတွေပြဿနာလေးတွေပေးကြုံရတာဖြစ်တယ်လူဒီမိမိနောက်မှာဖြစ်သမျှသောအရာကိုသိနိုင်မိကြောင်းတဲ့ဘုရားရှင်သည်ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းကိုအလက်ပေးတော်မူတယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒီဆင်းရဲခြင်းနဲ့ချမ်းသာခြင်းကိုအလက်ဘာလို့ပေးတယ်လူကကိုသိဖို့အတွက်ဖြစ်တယ်ခါမှာကျွန်တော်တို့အရန်ကောင်းစားနေတယ်ဟာတလားကို18000 2000 3000ရလာပြီဆိုရင်စပါပြီပတ်လေလူကလက်ထဲမှာငွေများရှိလာဆိုကိုစိတ်ချမှုရှိလာပြီကိုစိတ်ချမှုရှိတာကောင်းတယ်ကိုယုံကြည်မှုရှိတာလည်းကောင်းပါတယ်ဒါပေမဲ့ဖခင်သခင်ကိုချက်ကြော်ပြီးတော့ယုံကြည်စိတ်ချမှုအားကိုးမှုရှိတဲ့ရှင်နော်အပြစ်တရားထဲမှာငွေကြီးရဲ့ဆွဲဆောင်မှုထဲမှာပါသွားဖို့ရတဲ့95% ရှိနေပြီကျန်တဲ့ 5% ကကိုတော်ထံပြလာဖို့အတွက်ဖွင့်ပေးထားတဲ့တကားဖြစ်တယ်ဒါကြောင့်ကျောင်းကကျွန်တော်တို့တောင်းတတဲ့စိတ်ဝိညာဉ်ကိုဘုရားသခင်ရောင်ရဲစေမှာဖြစ်တယ်ဒါကြောင့်စိတ်နှလုံးထဲမှာထာဝရဘုရားကိုအစဉ်မြဲခုနကတော့မျော်လင့်နေကူးစားတဲ့အခါမှာဘုရားရှင်ကကောင်းသောအရာနဲ့ကျွန်တော်တို့ဝစေမှာဖြစ်တယ်တင်းတိမ်စေမှာဖြစ်တယ်တင်းတိမ်နေဆိုတော့ကျွန်တော်ထမင်းစားပြီးတော့ကျွန်တော်ဆိုထမင်းစားပြီးဆိုဘယ်သူမှတရေစာဘက်လာကြိုးဘာဘယ်လောက်ပဲကောင်းကျွန်တော်မစားတော့ဘူးဘာလို့တင်းတိမ်သွားပြီထမင်းအပြည့်စားရတယ်တော်ပြီခုနကတော့ကျွန်တော်ကိုစားခြင်းနဲ့ဝက်သားဟင်းလေးနဲ့ဝက်သားလေးနဲ့စားပြီးတော့ဘိုက်ကပြည့်နေပြီဆိုရင်ကြိုက်တာလာကြွေးမစားတော့ဘူးစားစရာနေရာလည်းမရှိတော့ဘူးလေဒါကြောင့်ကျွန်တော်တို့အသက်တာမှာတင်းတိမ်ရောက်ရဲစိတ်နဲ့ဘုရားကျွန်တော်တို့ဝိညာဉ်ကိုပြည့်ဝစေမှာဖြစ်တယ်ဘာဖြစ်လို့လဲအဲ့ဒီနှုတ်ကပတ်တော်ကအကျိုးမရှိဘဲနဲ့ငါဘုရားသခင်ကပြန်မလာဘူးတဲ့နှုတ်ကပတ်တော်သင်တို့ရဲ့နှလုံးသားထဲမှာအမြင့်တွေပြီးစိုက်ပျိုးတဲ့အခါမှာအကျိုးမရှိဘဲမနေဘူးဘုရားသခင်တဲ့ဘုန်းတော်ထင်ရှားတဲ့အကျိုးရှိတယ်လူအတွက်လည်းစိတ်ဝိညာဉ်ရဲ့ခွန်အားနဲ့ပြည့်စေတယ်ယုံကြည်ခြင်းတရားကိုလည်းတာပြည့်ခိုင်မာစေတယ်အဲ့ဒီယုံကြည်ခြင်းအပြင်နေ့စဉ်ကြုံတွေ့နေရမယ့်အခက်အခဲကိုအဲ့ဒီယုံကြည်ခြင်းအပြင်ကျွန်တော်ကြော်လွှားနိုင်မှာဖြစ်တယ်ဘာဖြစ်လို့လဲနှုတ်ကပတ်တော်တရားတော်သည်ရွှေငွေအထောင်တောင်းတဲ့အကျဉ်းနှုတ်နဲ့တာပြည့်ကောင်းပါ၏တဲ့နော်ဆာလံ128အခန်းငယ်အပိုက်ငယ်1ကနေ6ကတော့အတူတကွဖတ်ရအောင်ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထို့သောပြုလင်သင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားမည်သင်ဤမယားသည်တိတ်အိမ်မှများစွာသောအသီးကိုတီးသောစပြည့်နွယ်ပင်ကဲ့သို့၎င်းသင်ဤသားသမီးတို့သည်သင်စပွဲပတ်လည်၌စိုက်ပျိုးသောတန်လွင်ပင်ကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ထိုသို့သောမင်္ဂလာရှိရလိမ့်မည်ထာဝရဘုရားသည်ဇီးုံတောင်ပေါ်ကနေကောင်းကြီးပေးတော်မူ၍ယေရုရှလင်မြို့၌ခံရသောကောင်းကျိုးကိုတစ်သက်လုံးမြင်ရလိမ့်မည်မိမိ၌ဖွားမြင်သောသားသမီးတို့ကိုလည်းမြင်ရကြလိမ့်မည်ဣသလအမျိုးသား၌ငြိမ်ဝှက်ခြင်းရှိပါစေသောထိုနှုတ်ကပတ်တော်ကထိုသို့ပြုသောသူအတွက်သူတို့ခုနကပြောသလိုပေါ့ဖျားသခင်တန်လာပြီးတော့စစ်မှန်တဲ့နှုတ်ကပတ်တော်နှုတ်ရည်ကိုစားတဲ့သူဖျားသခင်ရဲ့စပြည့်ရည်တည်ဟူသောစီလောင်ခြင်းစပြည့်ရည်တည်ဟူသောဗိသိက်တကူကိုခံရတဲ့သူအဲ့ဒီအရာဘယ်မှာရှိလဲအဲ့ဒီအရာကကိုတော်ပြင်ဆင်ပေးတဲ့ဗိမာန်တော်မှာပဲရှိတာဖြစ်တယ်ဗိမာန်တော်မှာပဲဆရာသမားတွေနဲ့အတူကိုယ့်ရဲ့ညီကိုမောင်မနဲ့အတူကချီးမွမ်းကြတယ်
ကိုးကွယ်ကြတယ်ဝမ်းမြောက်စွာနဲ့လွတ်မြောက်ခြင်းကိုရတယ်ပြီးရင်နှုတ်ကပတ်တော်ကိုနားထောင်တယ်ခွန်အားရဖို့အတွက်ဝိညာဉ်အစာတွေစားတယ်ငါတို့ဝိညာဉ်အစာလေးတနင်္ဂနွေတစ်ခေါက်လာစားပြီးတော့6ရက်လုံးကမခံနိုင်ဘူးဘာလို့လဲဆိုတော့6ရက်လုံးထဲမှာအချိန်တော်တွင်းထဲမှာအမျိုးမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့စနေနေ့မှာကျွန်တော်တို့ဘာလုပ်လဲ home cell လေးတွေရှိတယ်အဲ့ဒါလည်းဘသူအကျိုးအတွက်လဲဒီမှာရှိသောညီကောင်မတွေရဲ့ဝိညာဉ်အကျိုးဖို့လုံကကျွန်တော်ပြင်ဆင်ပေးတယ်အချိန်ပေးပြီးတော့လုပ်တဲ့ຢာဖြစ်တယ်ဝင်တဲ့လူရှိတယ်မဝင်တဲ့လူရှိတယ်နားထောင်တဲ့လူရှိတယ်နားမထောင်တဲ့လူလည်းရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီအကျိုးကိုတော့ခံရမယ်တဲ့ဒါကြောင့်ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိတယ်ပါဆိုဝေဝဲလောတဲ့အဲ့ဒီလူကမိမိလက်နဲ့လှုပ်ဆောင်သောကောင်းကြီးကိုဝါစွာစားရမယ်တဲ့ဒီခါလေးမှာကိုလှုပ်တဲ့ကိုလက်နဲ့လှုပ်တဲ့ကောင်းကြီးကိုကိုမစားရဘူးဟိုကုံဒီကုံဟိုထွက်ဒီထွက်နဲ့တခါတည်းမှာပဲဟိုလလက်ကုံနောက်တစ်လတော့မရသေးဘူးပြတ်တုံးလက်တုံး23တော့23ရက်နေ့ဆိုပြတ်တုံးလက်တုံးဖြစ်ကုန်ဟိုဒါလကထုတ်မဲ့ရက်ကိုထပ်ပြန်စောင့်ရပြန်ဆိုလိုချင်တာဘာဖြစ်လို့လဲမိမိလက်နဲ့လှုပ်ဆောင်သောစာကိုမစားဘူးဒါပေမဲ့ထာဝရဘုရားကိုကြောက်ရွံ့တဲ့ခုနတော့နှုတ်ကပတ်တော်ရဲ့လမ်းကြီးတော်သို့ရှောက်သွားသမျှသောသူတို့သည်မိမိလက်နဲ့လှုပ်ဆောင်သောစာကိုဝါစွာစားရမယ်ငါကဝါလင်းလင်းစားရမယ်မင်္ဂလာရှိပြကောင်းစားမယ်အဲ့ဒါမကောက်အိမ်တော်ရှိတဲ့သူတင့်ရဲ့မယားကဘာဖြစ်လဲတင်းအိမ်သားမှာပေါက်တဲ့စပြည့်ຫນွေပဲကဲသို့ဖြစ်တယ်စပြည့်ຫນွေဆိုတာတက်လာလို့ရှိရင်ဒီခါထဲမှာအသီးအပွင့်နေနဲ့ကိုစားတယ်တင်းရဲ့သားသမီးတို့ဒီတင်းရဲ့ဇပွဲပတ်လည်မှာရှိတယ်တန်လွင်ပင်ကဲသို့၎င်းရှိမယ်မနဲ့မိုးလင်းတော်နဲ့လည်းကျွန်တော်တို့ကိုကောင်းကြီးပေးတတ်တယ်သားသမီးတွေအများကြီးရှိလာမှာဖြစ်တယ်အဲ့ဒါတော့မကဘူးထာဝရဘုရားကိုကြောက်ရွံ့တော်သူဒီထို့သောကောင်းကြီးမင်္ဂလာခံစားရမယ်တို့တဲ့မကပဲထာဝရဘုရားကဇီးုံတောင်ပေါ်မှာနေပြီးတော့တင့်ကိုကောင်းကြီးပေးမယ်ဇီးုံတောင်ဆိုတာကျွန်တော်ဣသရေလလူမျိုးယေရုရှလင်မြို့မှာအကောင်းဆုံးသောတောင်အမြင့်ဆုံးသောတောင်နောက်ပြီးတော့ကျွန်တော်တို့ဣသရေလလူမျိုးတွေအထွတ်ထိပ်ထားရတောင်ပြီအဲ့တောင်မှာဖြစ်တဲ့ကောင်းကြီးမင်္ဂလာကိုလည်းတစ်သက်လုံးမြင်ရမယ်တဲ့ဖွားမြင်တော့ကိုယ့်ရဲ့သားသမီးတို့နဲ့သားသမီးတွေကိုလည်းမြင်ရမယ်တနည်းအားဖြင့်ကိုယ့်မြည်မြစ်တွေလည်းမြင်ရမယ်လို့ပြောထားတာဖြစ်တယ်မြည်မြစ်တွေဘာလို့မြင်ရလဲကိုယ်ကအသက်ရှည်ပြီးတော့ကျမ်းမာတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကြောင့်စိတ်ဝိညာဉ်ကကျမ်းမာလို့ရှိရင်လေတင်းရဲ့ဝိညာဉ်ကကျမ်းမာလို့ရှိရင်တစ်စိတ်ကရှင်လန်းမယ်ဝမ်းမြောက်မယ်စိတ်ကလည်းကျမ်းမာလာပြီဆိုရင်ကိုယ်ခန္ဓာအလုံးလုံးကျမ်းမာခြင်းချမ်းသာခြင်းက automatic ဖြစ်လာပြီဖြစ်တယ်ဘုရားသခင်အဲ့ဒီအရာကိုမြင်စေခြင်းနဲ့သိစေခြင်းနဲ့အကြောင်းအရာဖြစ်တယ်ယေရှာအခန်းကြီး55ပဲခန်းငယ်7-73လေးကိုဖတ်ကြည့်အောင်သင်တို့သည်ဝမ်းမြောက်သောစိတ်နှင့်ထွက်၍ချမ်းသာခြင်းတို့ကိုပူဆောင်ခြင်းကိုခံရလိမ့်မည်တောင်ကြီးတောင်ငယ်တို့သည်သင်ရှိမှတခြင်းဆို၍ကြွေးကြော်ကြ၍တော၌ရှိသောအပင်တို့သည်လည်းလက်ခုပ်တီးကြလိမ့်မည်လူအမျိုးမျိုးသားသည်ဆုလေပင်၌ချင်းရှုပင်တို့နှင့်မုရတုပင်တို့ကိုပေါက်ကြလိမ့်မည်ထိုအမှုသည်ထာဝရဘုရားရှေ့တော်၌အောက်မေ့ဖို့ရာမပြောက်မပြတ်ရသောထာဝရတတ်တည်ဖြစ်လိမ့်မည်ဘုရားသခင်ကသူဂတိပေးထားတဲ့ပဋိညာဉ်သူဂတိပေးထားတဲ့သူ့ရဲ့စကားကိုဘယ်တော့မှမပြောက်မပြတ်ပဲနဲ့ထာဝရတည်တဲ့စကားဖြစ်တယ်အဲ့ဒါပါလေနှုတ်ကပတ်တော်စကားဖြစ်တယ်တောင်ကြီးတောင်ငယ်တွေဖြစ်တဲ့ပြဿနာတွေဒုက္ခဆင်းရဲခြင်းဒီအများကြီးထဲမှာတင်ဟာဝမ်းမြောက်ခြင်းရှိရမယ်တဲ့အဲ့ဒီတောင်ကြီးတောင်ငယ်တို့အသင်ကိုဝမ်းမြောက်စရာပေးလိမ့်မယ်အဲ့ဒါတော့မကဘူးပါလေကိုလှုပ်သမျှအရာတွေမှာစူးလေပင်နေကြီးပဲကိုလှုပ်သမျှကပျက်စီးဆုံးချုံမှုအမြဲတမ်းရှိပေမဲ့လည်းအဲ့ဒီအစာအဲ့ဒီနေရာမှာချင်းရှူးပင်နေမုရတုပင်နေပေါက်ပြီးတော့ကောင်းကြီးမင်္ဂလာဖြစ်မယ်ဘုရားသခင်ကိုကြောက်ရွံ့၍နှုတ်ကပတ်တော်တိုင်းသွားလာတဲ့သူကဘလောက်ပဲအဆိုးကြီးပင်ဖြစ်တယ်အဆိုးကနေအကောင်းကိုချက်ချင်းဘုရားသခင်ကတမဟုတ်ချင်းတည့်ရက်ချင်းမှာပြောင်းလဲပေးနိုင်တယ်ဘုရားဖြစ်တယ်တည့်ရက်ချင်းမှာပဲနိုင်ငံတော်ကိုဘုရားကတည်ထောင်ပေးလို့ရတယ်ဣသရေလမျိုးသားတည့်ရက်ချင်းမှာပဲနိုင်ငံတော်ပြန်ရတယ်ဆိုတာတွေ့ရတယ်1948ခုနှစ်ဇွန်လစက်တင်ဘာလမှာကျွန်တော်တို့နှစ်ပေါင်း2000လောက်ဆုံးရှုံးသွားတဲ့ဣသရေလနိုင်ငံမရှိဘဲနဲ့နေရတဲ့ဂျူးလူမျိုးတွေကနိုင်ငံကိုပြန်လဲရရှိတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ဘာဖြစ်လဲတင်မောသဖမ်းမင်းအခက်အလက်ပေါက်တဲ့အချိန်လို့ကျမ်းစာထဲမှာသခင်ယေရှုကတော့ပြောထားတာဖြစ်တယ်အဲ့ဒီအချိန်ကကျွန်တော်တို့ယေရုရှလင်မြို့မှာဂျူးလူမျိုးတွေအပြည့်အပြည့်အနေနဲ့အရရကိုတိုင်းနိုင်ငံအသီးသီးမှာရောက်ပြီးတော့ကျွန်ခံနေရတယ်ဆင်းရဲခြင်းခံနေရတယ်နှိမ့်ဆက်ညှဉ်းပန်းခြင်းခံနေအားလုံးဘုရားသခင်ကပြန်လဲစုစည်းသိပြီးတော့ဣသရေလနိုင်ငံတော်ပြန်ထန်ထောင်တယ်ဒါကြောင့်ဇီးုံတောင်မှာမြင်ရတဲ့ကောင်းကြီးမင်္ဂလာလို့တစ်သက်လုံးမြင်ရမယ်လို့ကျမ်းစာတွေကပြောထားတာဖြစ်တယ်တော၌ရှိတဲ့အပင်တွေကသ
တင်းတဲ့အဖို့လက်ခုပ်တီးကြလိမ့်မယ်တဲ့အမျိုးမျိုးသောစုလေပင်နေရာမှာထင်းရှုပင်မုရုတင်နေကောင်းကျိုးမင်္ဂလာတွေပြန်ဖြစ်လာမယ်ဆိုပြောထားတာဖြစ်တယ်ဘလောက်ပဲစူးပင်တွေဒုက္ခဆင်းရဲခြင်းပြဿနာတွေကြုံတွေ့နေရမယ်ကောင်းကြီးမင်္ဂလာနဲ့ပြန်လဲပြည့်တဲ့နိုင်ငံဖြစ်လိမ့်မယ်အဲ့ဒီအမှုကဘုရားသခင်ရှေ့တော်နဲ့ဘုရားသခင်ပြုတ်ပေးတဲ့အမှုဖြစ်တယ်ထာဝရတည်တဲ့မပြောက်မပြည့်ရတဲ့ထာဝရတက်တည်ဖြစ်တယ်ဘုရားသခင်တက်တည်နဲ့အလုပ်လုပ်တဲ့ဘုရားဖြစ်တယ်အဲ့ဒီကိုတက်တည်ကိုလိုချင်ရင်တော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တိုင်းသွားလာဖို့ရအတွက်အင်မတန်မှရည်ကြည်တယ်ဘုရားရှင်သည်ကျွန်တော်တို့အသက်တာအတွက်ဒီကနေ့အမျိုးမျိုးသောအရာကိုပြင်ဆင်ပေးတယ်ထိုကောင်းကြီးမင်္ဂလာတွေကိုလည်းကျွန်တော်တို့ယုံကြည်သူတယောက်စီတိုင်းကိုအသက်ရှင်စေဖို့ရန်နှုတ်ကပတ်တော်နဲ့သွားလာဖို့ရန်ကျွန်တော်တို့ဒါကြောင့်ရေမရှိသောသူတို့ငါရေလာခတ်ပါအဖိုးကိုမပေးပဲငွေမပါပဲနဲ့အခမဲ့ဘုရားသခင်ပေးတဲ့အရာဖြစ်တယ်နှုတ်ကပတ်တော်ဘုရားသခင်အခမဲ့ပေးတာဖြစ်တယ်ကျွန်တော်တို့ဘက်ကနေလာပြီးတော့နားထောင်ပြီးတော့အသက်ရှင်ဖို့ပဲလိုတယ်ကျန်တဲ့အရာဘာမှဘုရားသခင်မတောင်းဆိုပါဘူးဘာ requirement မရှိဘူးဘာမှကျွန်တော်တို့အဖိုးပေးရတာလည်းမရှိဘူးအခပေးရတာလည်းမရှိဘူးကျွန်တော်တို့အိမ်ကနေအိမ်ပြင်လေးထွက်ပြီးတော့ဘုရားကျောင်းကိုလာတော့ဘုရားရဲ့နှုတ်ကပတ်တော်ဆင်ခြင်အောင်မေးပြီးတော့ခွန်အားယူဖို့ဘာခွန်အားတယ်လဲကျွန်တော်ဝိညာဉ်ရဲ့ခွန်အားဖြစ်တယ်အဲ့ဒီဝိညာဉ်ရဲ့ခွန်အားရှိလို့ရှိရင်လည်းနောက်ဆုံးတော့ဒီအချိန်ကာလမှာပြီ article ဆိုတာအခြေအနေမျိုးမျိုးအဖြစ်ပြက်မျိုးမျိုးကတမဟုတ်ချင်းမှာပေါ်လာတယ်ဘလောက်ပဲစူးလို့ပင်နေပေါ်ပါစေတဲ့ဘုရားသခင်ကထင်းရှုပင်နဲ့မုရတုပင်ဖြစ်အောင်ပြင်ဆင်ပေးနိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ဘက်ကနေကိုတော်ထန်လာပြီးတော့ကိုရဲ့နှုတ်ကပတ်တော်နှုတ်ရည်ကိုစားပြီးတော့ကြီးထွားသောသက်တာကြီးရင်သောသက်တာအောင်မြင်သောယုံကြည်သူခရိယန်အသက်တာအသက်ရှင်ဖို့ရန်အတွက်ပဲလိုအပ်တာဖြစ်တယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်ကျမ်းစာကိုကျွန်တော်တို့ပြန်လဲဆင်ခြင်အောင်မေးတဲ့အခါမှာကျွန်တော်ကတော့အယံဝမ်းမြောက်တယ်အဲ့ဒီနှုတ်ကပတ်တော်အပြင်ကောင်းကြီးမင်္ဂလာကျွန်တော်တို့လည်းဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်တို့အတွက်လည်းကောင်းကြီးဖြစ်မယ်လို့လည်းယုံကြည်တယ်ဒါကြောင့်ဒီကျမ်းစာကိုအိမ်ပြန်ရောက်လို့ချင်းပြန်ဖတ်ပါပြန်တော့ဆင်ခြင်ပါဒီအရာတွေအားလုံးကျွန်တော်အရမ်းကြိုက်တယ်သင်ရဲ့မရသည်တွေလည်းဗာလဲစပြည့်ຫນွေပင်ကဲ့သို့၎င်းသင်ရဲ့သားသမီးတို့သည်လည်းတန်လွင်ပင်ကဲ့သို့၎င်းရှိလိမ့်မယ်သင်ရဲ့သားသမီးမှာမွေးဖွားတဲ့သားသမီးမြင့်မြတ်ကိုလည်းသင်ကိုယ်တိုင်မြင်ရတဲ့အခွင့်ကိုလည်းရမယ်အဲ့ဒီအရာကဘုရားသခင်ထာဝရပဋိညာဉ်တည်တော့မပြောက်မပြတ်နိုင်အောင်ဖြစ်တယ်ဘုရားကကျွန်တော်တို့ကိုပေးတဲ့တက်တည်ဖြစ်တယ်အဲ့ဒီတက်တည်ကိုကျွန်တော်ရဖို့အတွက်တခုစီသောအရာကကိုတော်ထံတော်လာပြီးတော့ကိုတော်စကားကိုနားထောင်ဖို့ကိုတော်နှုတ်ကပတ်တော်အပြင်ဝိညာဉ်ကျမ်းမာဖို့ဝိညာဉ်ချမ်းသာဖို့ဝိညာဉ်ခွန်အားနဲ့ပြည့်စုံပြီးတော့စိတ်နဲ့ကိုယ်ခန္ဓာကိုကျွန်တော်အနိုင်ယူနိုင်ဖို့ဖြစ်တယ်ကိုယ်ခန္ဓာရဲ့တတ်မဲ့ခြင်းတွေအများကြီးရှိပါတယ်စိတ်ရဲ့တတ်မဲ့ခြင်းတွေလည်းအများကြီးရှိပါတယ်အဲ့ဒီအရာကိုဝိညာဉ်အားရှိလို့ရှိရင်အဲ့ဒီအရာကိုဖယ်ရှားနိုင်တာဖြစ်တယ်ကျွန်တော်တို့လောကရဲ့အရာကိုမဖယ်ရှားနိုင်ခြင်းကြောင့်ကဝိညာဉ်ခွန်အားနည်းနေတဲ့အတွက်ကြောင့်ဖြစ်ဝိညာဉ်ခွန်အားမှာကျွန်တော်တို့ဝိညာဉ်အစာကိုများများမစားတော့ဝိညာဉ်ခွန်အားနည်းတဲ့အခါမှာစိတ်ရဲ့ပင်ပန်းခြင်းတွေစိတ်မချမ်းသာခြင်းတွေစိတ်နှောက်ကြည့်မှုတွေစိတ်နဲ့ပတ်သက်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေစုလာပြီဆိုရင်ဘာဖြစ်လာလဲသိတယ်စိတ်တစားယောဂဖြစ်တယ်အဲစိတ်တစားယောဂဖြစ်ပြီဆိုကိုယ်ခန္ဓာကတဖြည်းဖြည်းနဲ့ချိနေလာပြီဘာလို့စိတ်ကထောင်းတယ်အဲ့စိတ်နဲ့ပဲဒါပေမဲ့သင်ဒီနှုတ်ကပတ်တော်ကိုကြားနာပြီးတော့ယုံကြည်ခြင်းနဲ့ပြည့်လာပြီဆိုရင်ဝိညာဉ်ခွန်အားတဲ့သင်ရဲ့ဝိညာဉ်ကကျမ်းမာလာမယ်ခွန်အားရှိလာမယ်ပြည့်စုံလာမယ်သင်ရဲ့စိတ်နဲ့သင်ရဲ့ကိုယ်ခန္ဓာကိုသူကပြန်တော့ထိန်းချုပ်ပြီးတော့ကျမ်းမာခြင်းကိုရစေတာဖြစ်တယ်ကျွန်တော်အဲ့ဒီနီးဥပဒေသားရပြီးတဲ့နောက်ပိုင်းမှာဘာတစ်ခါမှကျွန်တော်ဆေးရုံမသွားတော့တခါမှလည်းကျွန်တော်တို့ဆေးတွေတောက်ရဘာညာတွေမရှိဘူးအေးသွားနေပတ်သက်တာပဲသွားကြိုးတာနဲ့သွားတတ်တာအဲ့ဒါလေးတခုတော့ရှိတာပေါ့နော်နောက်ကိုဗစ် -19 တော့ဆေးရုံဆေးကန်တခါပဲသွားထိုးလိုက်တယ်အဲ့ဒါတော့မှခရီးသွားလို့မရတဲ့အဲ့လက်မှရှိမှထိုးရမယ်ဆိုလို့သွားထိုးတာပဲရှိတယ်ဒါကြောင့်ဘုရားသခင်ကသင်ရဲ့ဝိညာဉ်ကိုအားရှိစေခြင်းနဲ့ဘုရားဖြစ်တယ်သင်ရဲ့ဝိညာဉ်အားကောင်းမှသင်ရဲ့ဝိညာဉ်ဒီချမ်းသာမှကျမ်းမာမှသင်ရဲ့စိတ်သင်ရဲ့ကိုယ်ခန္ဓာကိုလည်း benefit အကျိုးကိုဖြစ်စေတာဖြစ်တယ်သူကအဲ့ဒီစိတ်ကိုပြန်ပြီးတော့ထိန်းချုပ်နိုင်တာဖြစ်တယ်မိမိစိတ်ကိုမထိန်းချုပ်နိုင်တော့သူဒီမြို့ရိုးပြက်ရဟင်းလင်းရှိသောမြို့နဲ့တူတယ်ဥပမာအပြင်ကျွန်တော်တို့အခုဂါဇာကောင်းမြောင်ဒေသမှာရှိတဲ့မြို့လိုပဲဘာမှမရှိတော့ဘူးအုပ်ပုံတွေပဲဖြစ်နေတယ်ကိုယ်စိတ်မထိန်းနိုင်တဲ့လူလည်းထုံကြီး၎င်းပဲတဲ့ဒါကြောင့်မိမိစိတ်ကိုထိန်းနိုင်ဖို့မိမိကိုယ်ခန္ဓာရဲ့တက်မဲ့မှုကိုထိန်းနိုင်ဖို့အတွက်သင်ဒီဝိညာဉ်ခွန်အားလိုတာဖြစ်တယ်အဲဒီဝိညာဉ်ခွန်အားရဖို့အတွက်လည်းနှုတ်ကပတ်တော်နှုတ်ရည်စားအားဖြင့်ကြီးပွားကြလောလို့ရှင်ပေတရုကပြောထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီကျမ်းစာကိုပြန်ဖတ်ပါယေရှာယနာကကျမ်းခန်းကြီး55အခန်းငယ်1ကနေကို73တိတပိုင်းစီချင်းပြန်ဖတ်ပြီးတော့ဆင်ခြေပါသင်
ရဲ့ဝိညာဉ်အကျိုးဖို့လို့ငါရေးထားတဲ့နှုတ်ကပတ်တော်ထာဝရတက်တည်ဖြစ်လို့ငါပေးထားတယ်ဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်တရားသည်ရွှေငွေအထောင်တောင်းတတ်တဲ့ကျွန်တော်ကျမတို့အားကိုကောင်းပါတယ်နှုတ်ကပတ်တော်ဒီနောက်တစ်ခုကနှုတ်ကပတ်တော်ကျွန်တော်တို့ခြေရှိမှလည်းမိခွက်ဖြစ်ပြီးတော့ကျွန်တော်လန်ခီကိုလည်းလင်းစေတဲ့အရာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကိုသာလျှင်ကျွန်တော်တို့ဆင်ခြင်အောင်မေးပါဆက်လက်ဒါကြောင့်နေ့စဉ်နေ့တိုင်းကျွန်တော်တို့နှုတ်ကပတ်တစ်ပိုက်လေးကိုဖတ်ပါ3မိနစ်ပဲအချိန်ယူပါကျမ်းစာကို3မိနစ်ဖတ်မယ်ကျွန်တော်တို့ချီးမွမ်းကိုးကွယ်တာ3မိနစ်လုပ်မယ်ပြီးရင်ဆူတောင်းပတ္ထနာပြုတာ3မိနစ်လုပ်ကြည့်ပါ9မိနစ်ပဲလို့တယ်နော်10မိနစ်တောင်မပြောပါဘူးအဲ့ဒီအရာကိုလုပ်ကြည့်ပါသင်ဟာသူမားတဲ့ထူးခြားတဲ့အသက်တာသူတစ်ပါးတဲ့ထူးခြားတဲ့အောင်မြင်တဲ့ဝိညာဉ်ကျမ်းမာခြင်းအသက်တာရလာမယ်ဆိုတဲ့အကြောင်းလေးဝေငါတိုက်တွန်းရင်းနဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ညီသက်ခြင်းဘုရားရှင်ကောင်းမြတ်တော်မူခြင်းနဲ့ဂရုတော်တွေဟာတင်တော်၌ကြွယ်ဝများပြားပါစေလို့လည်းဆုတောင်းမြတ်တာပို့တယ်ရောက်စီတန်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်